မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးမှု10နှစ်အတွင်းမှာအမြင့်ဆုံးပြန်ဖြစ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးမှုအခြေအနေဟာပြီးခဲ့တဲ့10နှစ်အတွင်းအမြင့်ဆုံးအနေအထားကိုပြန်လည်ရောက်ရှိလာတယ်လို့ကုလသမဂ္ဂမူရစ်စေဝါနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ကထုတ်ပြန်ချက်တစ်စောင်ထဲမှာဖော်ပြခဲ့ပါတယ်။2025ခုနှစ်အတွင်းမြန်မာတနိုင်ငံလုံးမှာဘိန်းစိုက်ပျိုးမှုအခြေအနေဟာ18%အထိတိုးမြင့်လာခဲ့ပြီး2015ခုနှစ်နောက်ပိုင်းမှာတော့အမြင့်ဆုံးအနေအထားကိုရောက်လာတာဖြစ်တယ်လို့ UNODC ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားခဲ့တာပါ။2024ခုနှစ်တုန်းကမြန်မာတနိုင်ငံလုံးမှာဘိန်းစိုက်ဧက331,000 ဧကအထိရှိတယ်လို့လည်းအစီရင်ခံစာထဲမှာရေးသားခဲ့ပါတယ်။တနိုင်ငံလုံးမှာစစ်ပွဲတွေနေမြေမတည်ငြိမ်မှုတွေဖြစ်ပွားနေတာကြောင့်ဘိန်းစိုက်ပျိုးမှုမြင့်တက်လာတာဖြစ်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမှာ32%ချင်းပြည်နယ်မှာ26%ကချင်ပြည်နယ်မှာ3%မြင့်တက်ခဲ့တယ်လို့နေမြေတည်ငြိမ်မှုနှဲပါတဲ့စကိုင်းတိုင်းအတွင်းမှာလည်းဆယ်စုနှစ်တစ်ခုအတွင်းပထမဆုံးအကြိမ်အနေနဲ့ဘိန်းစိုက်ပျိုးမှုတွေရှိခဲ့တယ်လို့UNODC ရဲ့အစီရင်ခံစာထဲမှာဖော်ပြခဲ့ပါတယ်။အရင်တုန်းကကမ္ဘာပေါ်မှာဘိန်းစိုက်ပျိုးမှုအမြင့်ဆုံးနိုင်ငံဖြစ်တဲ့အာဖဂန်နစ္စတန်နိုင်ငံမှာတာလီဘန်အစိုးရတက်လာပြီးနောက်ပိုင်းဘိန်းစိုက်ပျိုးထုတ်လုပ်မှုလျှော့ကျသွားတာကမြန်မာအပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေမှာဘိန်းစိုက်ပျိုးမှုမြင့်တက်လာစေခဲ့တဲ့တွန်းအားတစ်ရပ်ဖြစ်တယ်လို့လည်းUNODC ကသုံးသပ်ခဲ့ပါတယ်ခင်ဗျာ။